ဒီ comment ပတ်လေးကိုလာပြီးတော့ reply ပြန်ပေးချင်ပါတယ်သူကဗာမေးထားတာလဲဆိုတော့ဗီဒီယိုတင်နေနဲ့ဒီလိုပုံစံဖြစ်သွားတယ်ဒါဘာကြောင့်လဲဆိုပြီးတော့မေးထားတဲ့ comment လေးကိုလာပြီးတော့ reply ပြန်ပေးမှာဖြစ်ပါတယ်ဒါအမအနေနဲ့ဗီဒီယိုတင်လိုက်တဲ့အခါမှာအဲ့ဒီဗီဒီယိုထဲမှာ TikTok ရဲ့စီကံချက်တွေ TikTok ရဲ့ policy တွေနဲ့ညှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကအောက်မှာပေါ့နော်စာရေးထားပြီးတဲ့TikTok ရဲ့ community guideline နဲ့မညီတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဗီဒီယိုကိုရုပ်ပိုင်းအပိတ်ခံထိတဲ့ဝန်နေပေးနေပြီပေါ့နော်တကယ်လို့အမအနေနဲ့နောက်ထပ်တစ်ခါအဲ့ဒီလိုမျိုးထပ်လုပ်မယ်ဆိုရင်အမရဲ့အကောက်ကပြတ်ကြမှာဖြစ်ပါတယ်နောက်တစ်ခါဆိုလို့ရှိရင်ပြန်ယူလို့မရတော့ဘူးပေါ့နော်ဒါကြောင့်မလို့အမအနေနဲ့အဲ့ဒီဗီဒီယိုလေးကိုဘယ်လိုမျိုးလုပ်ပေးရမှာလဲဆိုလို့ရှိရင် only you တဲ့ကိုထည့်ပေးရမှာဖြစ်ပါတယ်တကယ်လို့အမအနေနဲ့အဲ့ဒီဗီဒီယိုကိုပြန်သိမ်းတက်ရှင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်လိုက်ကြည့်ပေးပါတကယ်လို့အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူကလည်းသူတိုင်းကလည်းအဲ့ဒီလိုမျိုးဖြစ်နေတယ်ဆိုရင်ကိုယ့်ရဲ့ TikTok အကောက်ကိုစစ်လိုက်မယ်စစ်လိုက်တဲ့အခါမှာစီကံချက်နဲ့ညှိနေတဲ့ဗီဒီယိုတွေကိုထည့်တက်ရှင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်လိုက်ကြည့်ပေးပါဒီနေ့ဒီဗီဒီယိုလေးမှာကိုယ့်ရဲ့အကောက်စီကံချက်နဲ့ညှိနေတဲ့ဗီဒီယိုတွေကိုဘယ်လိုမျိုးထည့်ရမှာလဲဆိုတာကိုလိုက်ပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့သွားပြီးတော့ကြည့်ကြရအောင် TikTok တွေကိုသွားပေးရမှာဖြစ်ပါတယ်TikTok တွေကိုရောက်ပြီဆိုရင် profile တွေကိုသွားပြီးပါအရင်တော့ကိုကနေပြီးတော့ရင်ဗီဒီယိုတွေကိုစစ်မှာဖြစ်တဲ့ကြောင့်မလို့ဒီ TikTok studio တွေကိုသွားပြီးပါTikTok studio ရဲ့ကိုရောက်ပြီဆိုရင်အပေါ်အနေနဲ့လာဆွဲပြီးပါဆွဲပြီးပြီဆိုရင်တော့ဒီမှာအကောက်ရှက်ရင်ဆိုတာရှိပါတယ်ဒီမှာဆိုရင်ပေါ့နော်ကိုယ့်ရဲ့အကောက်ကိုစစ်ပေးနေပြီစစ်လိုက်တဲ့အခါမှာဥပမာပေါ့နော်ကိုယ့်ရဲ့ဗီဒီယိုဒီဗီဒီယိုကနီးနေတယ်ဆိုပါစို့အဲဆိုရင်အဲ့ဒီဗီဒီယိုကိုမှတ်ထားလိုက်ပါမှတ်ထားပြီးတော့ဘက်ပြန်ထွက်ပေးရမှာဖြစ်ပါတယ်ဘက်ပြန်ထွက်လိုက်ပါထွက်ပြီဆိုရင်ခုနကတော့နီးနေတဲ့ဗီဒီယိုကဒီဗီဒီယိုဖြစ်ပါစို့နော်ဟိုမှာကိုယ့်ရဲ့ mobile အတန်နဲ့ TikTok ဆော့တဲ့နီလန်းလေးကိုလာပြီးတော့မျှအဲ့ခါမှာဆိုရင်ခုနကတော့အဲ့ခါမှာဆိုရင်ခုနကတော့ဗီဒီယိုကနီးနေတဲ့ဗီဒီယိုကဒီဗီဒီယိုဆိုရင်ဒီအဆက်ကလေးကိုနှိပ်လိုက်ပါနော်အဆက်ကလေးကိုနှိပ်ပြီးတော့ဒီဘက်ကိုနည်းနည်းလောက်ဆွဲပြီးပါဆွဲပြီးပြီဆိုရင်တော့ဒီမှာပေါ့နော်တော့ပုံစံ stay and device လေးကိုနှိပ်လိုက်ပါနှိပ်ပြီဆိုလို့ရှိရင်ကိုကငကိုတော့everyone လောက်ထားတော့ကိုရဲ့ဗီဒီယိုကအနီးစက်တွေပြနေတယ်စီကံချက်တွေပြနေတယ်ဒါဆိုလို့ရှိရင်ကိုက only you တဲ့ကိုပြောင်းလိုက်ပါ only you တဲ့ကိုပြောင်းလိုက်ပါပြောင်းလိုက်တဲ့အခါမှာဆိုရင် profile နဲ့ကိုပြန်သွားလိုက်ပါသွားတဲ့အခါမှာဥပမာဒီထဲမှာလည်းမရှိတော့ဘူးအဲ့ဒီအခါမှာဒါလည်းအကောက်ကိုတစ်ချက်ပြန်စစ်ပေးပါဒီအကောက်တစ်ချက်ပြန်စစ်ပေးပါအကောက်ကိုတစ်ချက်ပြန်စစ်လိုက်ပါစစ်လိုက်တဲ့အခါမှာဆိုရင်ခုနကအနီးစက်ပြထားတဲ့ဗီဒီယိုကို only you တဲ့ကိုထည့်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဆိုရင်အကုန်လုံးကကောင်းသွားပြီပေါ့နော်